ထဲကယောသဆိုတဲ့သားကိုအချစ်ဆုံးဖြစ်တယ်။ဒါကြောင့်သူကယောသကိုအယောင်အစင်တောက်ပပြီးအရန်ထူးခြားတဲ့အင်ကြီးတစ်ထည်ပေးခဲ့တယ်။ဒါကြောင့်ယောသရဲ့အကိုတွေကသူ့ကိုမနာလိုဖြစ်ပြီးယောသကိုအရန်မုန်းကြတယ်။ယောသကထူးခြားတဲ့အိမ်မက်တွေမက်တယ်။အိမ်မက်ထဲမှာလေတော့တဲ့ကျွန်တော်တို့အားလုံးကောက်လှိုင်းစီးနေကြတုန်းကျွန်တော်ရဲ့ကောက်လှိုင်းကမတ်တက်ထပြီးအကိုတို့ရဲ့ကောက်လှိုင်းတွေကရှစ်ခိုးကြတယ်လို့ယောသကသူ့အိမ်မက်အကြောင်းအကိုတွေကိုပြောပြတယ်သူ့အိမ်မက်ကိုပြောပြပြီးတဲ့အခါသူ့အကိုတွေကသူ့ကိုပို့ပြီးတော့တောင်မုန်းသွားကြတာပေါ့ယောသကနောက်ထပ်အိမ်မက်တစ်ခုထပ်မက်ပြန်တယ်အိမ်မက်ထဲမှာနေရယ်လရယ်ကျဲဆက်တလုံးရယ်ကကျွန်တော်ကိုဝိုင်းပြီးရှစ်ခိုးကြတယ်လို့သူ့အိမ်မက်ကိုပြန်ပြောပြတယ်အဲ့ဒီတော့သူ့အကိုတွေနဲ့သူ့အဖေကပါသူ့ကိုမကြေမနက်နဲ့ညှူးဆူပြီးတော့မင်းကငါတို့ကိုအုပ်ဆိုးမယ်လို့ပြောနေတာလားကွာလို့ယောသကိုပြန်ပြောကြတယ်တနေ့မှတော့ယောသရဲ့အကိုတွေဟာလေထဲမှာကျိုးကြောင်းနေကြတယ်သူတို့ကိုတွေ့ဖို့ယောသလာနေတာကိုမြင်တော့သူတို့ကယောသရဲ့အိမ်မက်တွေကိုအဆုံးသတ်ဖို့အချိန်တော့ရောက်ပြီဒါကြောင့်ယောသကိုတတ်ပစ်ဖို့စီစဉ်ကြတယ်ရုဘင်ကငါတို့ရဲ့ညီကိုတတ်ဖို့မသင့်တော့ဘူးတွင်တဲတွန်းချပြီးထားခဲ့ရအောင်လို့ပြောလိုက်တာကြောင့်သူတို့ကယောသရဲ့အယောင်အသွေးစုံနေထူးခြားတဲ့အင်ကြီးကိုချွတ်ပြီးသူ့ကိုခြောက်သွေးတဲ့ရေတွင်းထဲတွန်းချလိုက်ကြတယ်အဲ့ဒီအချိန်မှာဣရှမေလလူမျိုးကုံတယ်တစုဟာအေဂုတ်ထုပြည်ကိုကုံသွဲသွားကြဖို့လာတာကိုယူဒမြင်တဲ့အခါငါတို့ယောသကိုကျွန်အဖြစ်ရောင်းစားလိုက်ကြရအောင်လို့အကြံပေးတယ်ယောသရဲ့အကိုတွေကယောသရဲ့အင်ကြီးကိုစိတ်တငယ်အသွေးထဲမှာနှစ်ပြီးသူ့အဖေယာကုပ်ကိုပြတဲ့အခါယာကုပ်ကြီးကငါသားတည်ပြီဆိုပြီးတော့ငိုကြွေးတော့တာပေါ့အဲ့ဒီအချိန်မှာယောသကိုအေဂုတ်ထုပြည်ကိုခေါ်သွားကြတယ်ဒါပေမဲ့ဘုရားသခင်ကယောသနဲ့အတူရှိပါတယ်အေဂုတ်ထုပြည်ကိုရောက်တဲ့အခါဣရှမေလကုံတယ်တွေကယောသကိုဖာရောဘုရင်ရဲ့ကိုရံတော်မှုပေါတိဖာစီမှာရောင်းစားလိုက်တယ်ဒါပေမဲ့ဘုရားသခင်ကယောသကိုကောင်းကြီးပေးပြီးအောင်မြင်စေခဲ့တယ်ပေါတိဖာကယောသကိုသဘောကျလို့အိမ်အုပ်ယာတုခန့်ထားပြီးတအိမ်လုံးကိုအုပ်ချုပ်ခိုင်းခဲ့တယ်